ဖွာတော်မူကံကိုဗျဟုတ်ကဲ့အသွေးအတာကာယဘဝင်ပနဲ့ချလို့လေးစားစွာတင်ဆက်ကပြကြမှာပါခင်ဗျာမှန်ပါဗျာဗန္ဒီယာအောင်ဖြိုးဟိတ်ရဲ့ပိယဝါစာစကားကြားကြပါလို့ခင်ဗျာညဘဝလက်မကံမာလို့ရင်ကျေးစွာပါကကွက်ကိုစင်ကွယ်ရှိကမြမသက်သမီးမြေဝိုင်းကိုစင်အမြင့်သမီးရဲ့လို့ထင်ရှားနိုင်ပြပင်းညောင်ညုံမတော်တဲ့ငကိုရှင်သစ္စာထားတယ်ကွယ်ရှိကအနုပညာကိုတို့လေးလားခင်ဗျကိုစားတူရေကိုစိန်ချေခင်ဗျကိုဝိုင်းအောင်အမှုတော်ချမ်းရပါခင်ဗျာကိုချီဦးလားဗျာအလိလာပါခင်ဗျာရှေ့တပိဖာကီကြီးများကမောင်နဲ့နှမသားနဲ့အမိပွဲလာကြည့်ကြတဲ့အခါမျက်စိအမြင်မရိုက်အောင်ဆိုပြီးတော့မင်းသားမင်းသမီးများကရင်ကျေးသိမ့်ပေးစွာဘဝတကလက်ဒလကတွေနဲ့ကပြဖြိုပြီးခဲ့ကြပါလေခင်ဗျာလို့ဒါကြောင့်မြေဝိုင်းတပီခစ်ကနေပြီးအမြင့်တပီလို့ခေါ်တဲ့ရုပ်သင်းဇက်မဟာများပါမကြံပြည်သူများကတောင်းတောင်းဖြားဖြားအားပေးခဲ့ကြတာပါပဲခင်ဗျာကျိုးတော်ခဲ့ကြပါဗျာဇက်သမားအလားမသားရတွေအကုန်ပါသေးဘောဇက်ဆိုတာဇာရကဒရာကလာတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆယ်ပွဲဇက်တော်များ950နိဘတ်တော်များဖွဲ့နှွဲ့ပြီးတော့ရှေးသမီးဖာကြီးကြီးများကနိုင်လို့ဇက်လို့ခေါ်ပါတယ်ဗျဒါကြောင့်ပွဲကြည့်ပြီးပြန်သွားကြတဲ့ပရိသတ်တွေဟာတရားတော်ပွဲနာပြီးပြန်သွားတဲ့သာဝကတွေလို့တရားရအောင်ကပြနိုင်တာရှေးသမီးဖာကြီးတွေပါပဲခင်ဗျာဘာနာပွင့်ပြီးတော့ပြန်ကြပါခင်ဗျာဒါကြောင့်ဒီအမွေနှစ်တွေကိုလေ့လာခွင့်ရအောင်ထိမ့်သိမ်းခွင့်ရအောင်နိုင်ငံတော်ကကြီးမှုကျင်းပပေးနေသောမြန်မာရိုးရာယဉ်ကျေးမှုအစိုးရရည်တည်ပြိုင်ပွဲဟာ38ကြိမ်တိုင်ခဲ့ပါပြီလို့ဒီပြိုင်ပွဲကြီးမှာစကိုင်းတိုင်းဒေသကြီးလာရောက်ပြီးတော့ကိုစားပြုကရှေ့ပြိုင်ခွင့်ရတာဝတ်တာပါကြောင်းမှတ်တမ်းတင်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဇတ်သမားအပြန်မသားများတွေကောင်းကြတယ်ဘောအနုပညာရှင်မောင်မေအပေါင်းတို့ရဲ့ထိမ့်သိမ့်ကြပါများလို့သောတိုက်တွန်းလိုက်ပါတယ်ကျွန်တော်မောင်ဖြိုးဟိတ်တယောက်သားချစ်စရာမလေးတွေမြစ်တာများလို့ပဲဝေဆယ်ဘွဲဇတ်တော်ကစင်ညာတော်လေနှစ်ပါးမပါတော့ဂျာဟာဆိုတာရှေးသမီးဖခင်များထားခဲ့တဲ့အမွေပါဗျဟုတ်ပါဗျာဒါကြောင့်ပါလာတဲ့နှမတို့အားနှုတ်ခွန်းဆက်ရမယ်လားစင်မောင်လေးရေကိုအောင်ဖြိုးရေအင်းမြင်တွေနှမကိုကြီးရေကိုအောင်ဖြိုးရေကပြတဲ့ဇတ်တော်ကြီးကမဟာဗုဒ္ဓဝေဖွားတော်မူကံဇတ်တော်ကြီးဖြစ်ပါတယ်ဒီနေရာမှာစင်မအောင်တို့အင်းမြင့်တွေတို့အောင်ဖြိုးဟိန်းတို့ဆိုတာအသာထားပြီးဇတ်သမင်လာနှစ်ပါးသွားကိုဒီလိုကရအောင်ဗျာသုတ်တော်ဒနာရဲ့အဟုတ်ချောလာတဲ့ချစ်တဲ့ဘေမှာရာတကြပါရင်တွေဥက္ကဋ္ဌဝင်မရပြီမို့ကောင်း64ရဲ့လက်ထကညာရဲ့လှယူပါ90ကျော်အသက်ရွယ်ဆုံးအောင်ပြိုင်စံရှာနှက်နိုင်သူလေဘာလို့ဟဲ့မောင်မင်းတို့
တို့သခင်မကြီးကိုသေချာရှူသားကြတာဟဲ့အသက်90ကျော်အရွယ်ဖြစ်ပေမဲ့အရွယ်ကမကြ16နှစ်သမီးလေးတည်းများတကယ်လှနေတာမောင်မင်းတို့ရဲ့ဒါပေမဲ့ကိုတော့ရှင်မြတ်လိုလားတဲ့တရေသားတော့ရသေးပါဘူးမောင်မင်းတို့ရဲ့ မှန်လားမောင်တော်ဗျာနှမလေးလည်းဌာနတွေပြုပြီးတောင်းဆိုတွေပန်ခဲ့ပါတယ်ဖေရ အလိုက်ကိုအလိုသိတဲ့ငကိုရှိပညာဗျညီမအရင်တစ်ယောက်ကိုကိုတော်ကြီးကရွေးပြီးနန်းတင်ထားတာကတခြားမဟုတ်ဘူးဟဲ့ကောင်း64ရက်နဲ့ပြည့်စုံပြီးဥက္ကဋ္ဌနွယ်ဝင်မယားတွေဖြစ်လို့နန်းတင်ထားရတာ မှန်ပါဗျာကောင်း64ရက်နဲ့ပြည့်စုံပြီးဥက္ကဋ္ဌနွယ်ဝင်မရဆိုတာဘယ်မျိုးစားပါလဲသိတော်ပါဗျာ ဟဲ့မောင်မင်းတို့ဘရောမဏီတေဂနီစေရနီဟာရနီဆိုတဲ့မိမ၄မျိုးကိုနီဖြူရွှေမဲအစင်းလေးပါနေမြောက်တော့လဲလဲလီ16ရောက်ရတယ်၎င်း16ရောက်သောမိမများအားနေညင်းစူကြီးကြုံကြီးမြင်ချင်းဆိုတဲ့အင်္ဂါ၄ရက်နေမြောက်တော့16လဲလဲလီ64ရောက်၎င်း64ရောက်သောမိမများအားဥက္ကဋ္ဌပဏိတမြစ်စီမဟိနာဆိုတဲ့အပိုင်း၄ပိုင်းနေမြောက်တော့60လဲလဲလီ250နဲ့6ရောက်ရပါတယ်လို့ ၎င်း256ရောက်အပိုင်း၄ပိုင်းခွဲလိုက်တော့ဥက္ကဋ္ဌမိမက64ရောက်ပဏိတမိမက64ရောက်မြစ်စီမမိမက64ရောက်ဟိနာမိမက64ရောက်အဲ့ဒီထဲမှာအကောင်းဆုံးအမှုမြတ်ဆုံးဖြစ်တဲ့ဥက္ကဋ္ဌတွယ်ဝင်ကောင်း64ရဲ့နဲ့ပြည့်စုံတဲ့တော်ဝင်သူလေးတွေကိုကိုတော်ကြီးကနန်းတင်ထားတော့ညာလို့ ဒိုးလေးပါလဲဆန်းရကောင်း64ရက်နဲ့ဗျာဟေးလေကောင်း64ရက်တော့ငါမသိဘူးဟဲ့ကောင်း64ရောက်ကတွေ့ဘူးလေဟာ တွေ့ရမှာကွာနောက်တော်လေးတွေချစ်အောင်မယ်လို့သုတ်တော်ရဏရဲ့အဟောက်ချောင်းလာတဲ့ကောရမီပြောကညာတကြပါကင်းွယ်ဝင်ဥက္ကဋ္ဌဝင်မရဟာပြီမူကောင်း64ရဲ့တထကညာရဲ့လှယူပါ90ကျော်သက်ရွယ်ဆုံးအောင်ပြိုင်ဆန်ရှာနှနိုင်သူလေပါသဘူရီပါကုသိုလ်တွေပွားတာကအလူရည်သက်လက်နဲ့မကွာယစ္စတိ၅ပါးလုံခြုံမိတာပြမစိုးတရားမကြံပါပါရမီဖြည့်မဲ့မယဟဒေဝီကညာ အမောင်တော်ရဲ့ချီတီတနာနေသာတာဆုံးလင်းစွာအုံအောင်လို့ချစ်မိတာမရနပါမမယုံနိုင်ကြအမောင်တော်ရဲ့ချီတီတနာနေသာတာဆုံးလင်းစွာအုံအောင်လို့ချစ်မိတာမရနပါမမယုံနိုင်ကြ ရှုံမမီယာတကယ်ပဲချစ်တယ်အချစ်စေအချစ်ယူ